မင်္ဂလာပါခင်ဗျာအားလုံးပဲမင်္ဂလာပါလူတိုင်းကကျန်းမာခြင်းသည်လက်တပါလို့ပြောတတ်ကြပြီမယ်တကယ်တည်းနေထိုင်မကောင်းဖြစ်ပြီးဆေးရုံဆေးခန်းရောက်မှသာကျန်းမာရေးရဲ့တန်ဖိုးကိုနားလည်လာတတ်ကြပါလေဟုတ်တကယ်တော့လေကျန်းမာရေးကောင်းဖို့ဆိုတာဈေးကြီးတဲ့ဆေးတွေအားဆေးတွေတောက်နေဖို့မလိုပါဘူးကျွန်တော်တို့ရဲ့နေ့စဉ်နေထိုင်မှုပုံစံ lifestyle ကိုနည်းနည်းလေးပြုပြင်လိုက်ရုံနဲ့တင်ယောဂကြီးတွေမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့ပတ်စံတပြားမှမကုန်ကြစရိတ်မရှိပဲနေ့တိုင်းလိုက်လို့ယုံနဲ့တက်ရှည်ကျမ်းမာစီမဲ့ရွှေလိုတန်ဖိုးရှိတဲ့ကျမ်းမာရေးအလေးအကျင့်၅ခုကိုအသေးစိတ်မျှဝေပေးသွားမှာဖြစ်ပါတယ်။ဒီချက်တွေကိုသာလိုက်နာမယ်ဆိုရင်တင့်ခန္ဓာကိုယ်ကအရင်ကထက်ပိုပို့ပါလန်းဆန်းလာတာကိုချက်ချင်းလက်ငင်းခံစားရမှာဖြစ်ပါတယ်။ကဲပထမဆုံးအချက်ကတော့မနက်ခင်းရေတစ်ခွက်ရဲ့စွမ်းအားပါကျွန်တော်တို့အိပ်ပျော်နေတဲ့9နာရီ7နာရီအတွင်းမှာခန္ဓာကိုယ်ကဘာရေမှမတောက်ရတဲ့အတွက်ရေဓာတ်ခန်းချောင်နေတတ်ပါတယ်ဒါကြောင့်မနက်နိုးချင်းတွားတက်ခါမှာရေနွေးနွေးလေးတစ်ခွက်ဒါမှမဟုတ်ရေယိုယိုတစ်ခွက်ကိုတောက်ဖေးပါဒီလိုတောက်ဖေးခြင်းအပြင်အကျိုးကျေးဇူး3ခုရနိုင်ပါတယ်နံပါတ်1ဦးနောက်ကိုချက်ချင်းနိုးကြစေပါတယ်နံပါတ်2ဦးလန်းချောင်းကိုတန့်ရှင်းပေးပြီးဝမ်းမှန်စေပါတယ်နံပါတ်3ခန္ဓာကိုယ်ထဲကအစိတ်အသောက် toxin တွေကိုစီးကနေအဆင့်စွန့်ထုတ်ပေးပါတယ်ဒါကြောင့်မနေ့နိုးတာနဲ့ဖုန်းအရင်မပွက်ပါနဲ့ကော်ဖီအရင်မတောက်ပါနဲ့ရေတစ်ခွက်ကိုအရင်ဆုံးတောက်ခဲ့အချင်းကိုလုပ်ပါဒုတိယအချက်ကတော့အထိုင်များခြင်းကိုရှောင်ကျဉ်ပါလို့ပြောချင်ပါတယ်ခေတ်ကာလအရကျွန်တော်တို့တော်တော်များများကအုံးမှာပဲဖြစ်ဖြစ်ရိမ့်မှာပဲဖြစ်ဖြစ်ကွန်ပျူတာရှေ့မှာပဲဖုန်းရှေ့မှာပဲနာရီပေါင်းများစွာထိုင်ပြီးအလုပ်လုပ်တတ်ကြပါတယ်စိတ်ပညာရှင်တွေကတော့ sitting is the new smoking လို့တောင်တင်ကြပါတယ်ဆိုလိုတာကအထိုင်များခြင်းရဲ့ဆိုချိုးဟာစိတ်လိတ်တောက်တာနဲ့တမ်းတူလောက်ကိုကြောက်စရာကောင်းပါတယ်တဲ့တောက်လျှောက်ထိုင်နေတဲ့အခါသွေးလေပတ်မှုနှေးကွေးသွားတယ်နှလုံးယောဂါစီးလိုယောဂါဖြစ်နိုင်ခြင်းမြင့်တက်လာတယ်ပြီးတော့ခါနာစက်ကြောတဲ့ဝေဒနာတွေခံစားရတတ်ပါတယ်ဒါကိုဖြည့်ရှင်းဖို့အတွက်အရန်ခက်ခဲတဲ့လေ့ကျင့်ခန်းတွေလုပ်เสียမလို့ပါဘူးမိနစ်30ဒါမှမဟုတ်45မိနစ်တခါထိုင်ရာကနေထားပေးပါရေတောက်ဖို့ပဲဖြစ်ဖြစ်လမ်းခဏလျှော့ဖို့ပဲဖြစ်ဖြစ်ခဏလောက်လှူရှားပေးပါဒီလိုကြားဖြစ်လှူရှားပေးတာကသင်ရဲ့အုံနောက်စွမ်းဆောင်ရည်ကိုလည်းပိုကောင်းစေပါတယ်တတိယအချက်ကတော့တစားကိုလျှော့ပါဆိုတာပါပဲကျွန်တော်တို့စားနေတဲ့အစားအစာတွေထဲမှာတစားကတိတ်တိတ်လို့လူးဆက်နေတဲ့လက်နက်တစ်ခုပါအချိုရည်တွေမုတ်တွေကိတ်မုံတွေမှာပါတဲ့တစား added sugar တွေဟာခန္ဓာကိုယ်ထဲရောက်ရင်အဆီအဖြစ်ပြောင်းလဲသွားပြီးအသက်အဆီဖုံးတာဗိုက်ရွှဲတာတွေဖြစ်လာစေပါတယ်။ဒါအပြင်တစားစားသုံးမှုအများရင်မျက်နှာမှာအရေးအကြောင်းတွေပိုပေါ်လွယ်ပြီးရွယ်အိုပိုမြန်စေပါတယ်။ glycation process လို့ခေါ်ပါတယ်။ဒါကြောင့်အချိုရည်တောက်မဲ့အကြားရေနွေးချမ်းတောက်ပါ။တစ်ဖြော်ချီတောက်မယ်ဆိုရင်တစားထံမတောက်ပဲတစ်တရအချိုဓာတ်အတိုင်းတောက်တဲ့အလီချင်းကိုလုပ်ပါနှစ်ပတ်လောက်တစားလျှော့လိုက်တာနဲ့သင်ခန္ဓာကိုပေါ်ပါလာပြီးအသားရည်ဂရီလန်လာတာကိုတွေ့ရပါလိမ့်မယ်စတုထအချက်ကတော့နေရောင်ကြီးခံယူခြင်းပါအခုနောက်ပိုင်းလူတွေကအဲကွန်ခန်းထဲမှာပဲနေတာများတော့နေရောင်ကြီးနဲ့ထိတွေ့မှုနည်းလာကြပါတယ်တကယ်တော့မနက်ခင်းနေရောင်ကြီးနုနုလေးဟာဗိုက်တာမင် D ရရှိဖို့အကောင်းဆုံးရင်းစစ်ပါပဲဗိုက်တာမင် D ချို့နိုင်ရင်စိတ်တန့်ကျလွယ်တယ်အယိုအစစ်ကွက်ခဲတယ်ကိုယ်ပန်အားစနစ်ကျဆင်းတတ်ပါတယ်ဒါကြောင့်မနက်8နာရီ9နာရီမတိုင်ခင်မှာနေရောင်ကြီးအောက်မှာ10မိနစ်15မိနစ်လောက်လမ်းလျှောက်တာကိုလက်မှုရှားမှုမျိုးလုပ်ပေးတင်ပါတယ်ဒါဟာတင်းရဲ့စိတ်ခံစားချက် mood ကိုလည်းချက်ချင်းကောင်းမွန်စေပါတယ်နောက်ဆုံးပင်စမအချက်ကတော့အိတ်ချိန်ကိုမခိုးပါနဲ့ပါအလုပ်များလို့ပဲဖြစ်ဖြစ် game ဆော့လို့ပဲဖြစ်ဖြစ်ညဘက်ညက်နက်မှအိတ်တာဟာတင်းရဲ့တက်တန်းကိုတိုးစေပါတယ်ခန္ဓာကိုယ်ရဲ့ပြန်လည်ပြုပြင်မှုလုပ်ငန်းစဉ် repair process တော်တော်များများဟာည10နာရီကနေမနက်2နာရီအတွင်းမှာအဓိကလှုပ်ဆောင်တာပါအဲ့ဒီချိန်မှာမအိပ်ပဲရှိနေရင်ဟော်မုန်းတွေကမောက်ကမဖြစ်မယ်နောက်တစ်နေ့မှာစိတ်မကြည်မလန့်ဖြစ်လာပါလိမ့်မယ်ဒါကြောင့်ကျန်းမာခြင်းတဲ့ဆိုရင်ည7နာရီထက်မနောက်ကြပဲအိယာဝင်တဲ့အလေးအကျင့်ကိုမွေးမြူပါအိယာဝင်ကတနာရီလောက်မှာဖုန်းကြည့်တာကိုရက်လိုက်ရင်ပိုပြီးနစ်နစ်ချိတ်ချိတ်အိပ်ပျော်စေပါတယ်ကဲပြန်ပြီးအနစ်ချိုးလိုက်ရတော့မှ1မိနစ်နိုးချင်းရေတစ်ခွက်တောင်းမယ်2
အကြာကြီးစက်တိုင်မထိုင်ပဲလှုပ်ရှားပြီးမယ်3သစားပါတဲ့အစားအစာတွေကိုရှော့စားမယ်4မနေ့ခင်းနေရောင်ကြီးခံယူမယ်5ညဘက်စော့စော့အိပ်မယ်ဒီချက်5ချက်ဟာကြားလိုက်ရင်တော့ရိုးရှင်းတယ်လို့ပါပဲဒါပေမဲ့ဒီရိုးရှင်းတဲ့အချက်တွေကိုနေ့တိုင်းဆွဲဆွဲမဲမဲလုပ်နိုင်တဲ့သူကတော့ဆေးရုံဆေးခန်းတွေရဲ့အဝေးဆုံးမှာနေထိုင်နိုင်မှာတည်ကြပါတယ်ကျမ်းမာရေးဆိုတာတရက်တက်လူယူရတဲ့အရာမဟုတ်ပါဘူးနေ့စဉ်စုဆောင်းရတဲ့ရင်းနှီးမြုပ်နှံချက်တစ်ခုပါဒါကြောင့်ဒီနေ့ကစပြီးဒီအလေးကျင့်ကောင်းတွေကိုအတူတကွစတင်လိုက်ကြရအောင်ပါဒီဗီဒီယိုလေးကတဲ့အတွက်အကျိုးရှိစေတယ်ဆိုရင် channel ကို subscribe လုပ်ပြီးမိတ်ဆွေတွေမိသားစုတွေကိုလည်းပြန်လည်မျှဝေပေးဖို့တိုက်တွန်းချင်ပါတယ်အားလုံးပဲယောဂကင်းဝေးပြီးတက်ရှည်ကျန်းမာကြပါစေခင်ဗျာ